ဘုရားဘာသာဝင်သူတော်စင်နေနဲ့ဘဝအထိပ္ပယ်တည်တည်ချာချာနားလေသဘောပေါက်ခြင်းလို့ဆိုလေမှန်ကန်တဲ့အမြင် right understanding ဟာအရေးကြီးဆုံးပဲလို့အဲ့ဒီအမြင်မှမရှိတဲ့အချိန်မှာဘာဖြစ်လဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီနှစ်ခုမသိကြဘူးကွဲကွဲပြားပြားမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာတွေလှုပ်တယ်လှုပ်တဲ့နာတွေကိုမလှုပ်ဖဲနေအဲ့ဒီနှစ်ခုဟာတူညီသောအကျိုးပေးတယ်လောကလူတွေကတော့ပြောကြတယ်မဟုတ်လားလူတယောက်ဒုက္ခရောက်ပြီဆိုရင်ဘာပြောလဲဟာဒီလူကမလှုပ်တဲ့နာတွေလှုပ်တာကိုဒုက္ခရောက်မှာပေါ့အဲ့လိုပြောတဲ့လူများတယ်နော်မလှုပ်တဲ့နာလှုပ်လို့လူတစ်ခေါက်ဒုက္ခရောက်တယ်ဥပမာနောက်ဆုံးမှလူတယောက်သေသွားတယ်ဆိုရင်တော့ဒီလူကမတည့်တာတွေစားတာကိုဆိုပြီးတော့ပြစ်တင်ပြောလို့ရှိကြမလှုပ်တဲ့နာလှုပ်တာကိုခံရမှာပေါ့ဆိုတာလာသေးတယ်တော့မလှုပ်တဲ့နာလှုပ်လို့အပြစ်ရောက်သလိုပဲလှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်လည်းပဲတူညီသောအပြစ်ကိုရတယ်အဲ့ဒါကိုပါဠိစာပေမှာဗာပြောတော့ဆိုအကတ္တပကရဏံဝိယကတ္တပကရဏံဘိဒေါသောယေဝမလှုပ်တဲ့နာကိုလှုပ်ခြင်းဟာအပြစ်ဖြစ်တယ်လို့လှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းဟာလည်းအပြစ်ပဲလောကလူတွေဟာလှုပ်တဲ့နာမလှုပ်လို့အကျိုးဆုပ်ယုတ်သွားတာတွေလည်းအများကြီးပဲအဲ့ဒါအထူးသတိထားဖို့လိုအပ်တယ်ဆိုလိုတာကရှောင်ခြင်းတစ်ခုတည်းနဲ့မပြီးဘူးလှုပ်ဆောင်ခြင်းတစ်ခုပါရမယ်လို့ဆိုတယ်မြတ်စွာဘုရားရဲ့တရားတော်မှာရှောင်ရမှနဲ့ဆောင်ရမှနှစ်ခုသွားတယ်ရှောင်ရမှကမကောင်းမှုအကုသိုလ်တော့မလှုပ်တဲ့နာကိုရှောင်ရမယ်လှုပ်ဆောင်ရမှလှုပ်တဲ့နာကိုလှုပ်ဒီနှစ်ခုအဲ့ဒီနှစ်ခုပြည့်စုံမှကောင်းကျိုးချမ်းသာကိုရနိုင်တာရှောင်တော့ရှောင်မှရဲ့လှုပ်တဲ့နာကိုမလှုပ်ဘူးတန်တရားဝကမလွတ်နိုင်ဆိုပါလို့လူတယောက်ဟာသူသက်တချင်းမှရှောင်တယ်သူဥစ္စာခွေးရှောင်တော့ရှောင်သို့တော့လှုပ်တဲ့လှုပ်ထိုက်တဲ့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ခြင်းထိုသီလရဲ့တန်ဖိုးကိုစဉ်းစားဆင်ခြင်ခြင်းကိုယ်စိတ်ကိုသီလနဲ့လွှမ်းထုံပေးခြင်းဆိုတဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ဆိုတော့ပါဏာတိပါဒကရှောင်မှုအတွက်အကျဉ်းတရားတွေမေတ္တာတွေတိုးပေါင်းလှုပ်ခြင်းဆိုတာမရှိဘူးရှောင်တော့ရှောင်တယ်လှုပ်တဲ့နာကိုမလှုပ်ဘူးဆိုရင်သူကတန်တရားတွေကထွက်လို့မရဘူးအဲ့လိုတန်တရားတွေကထွက်လို့မရသီလနဲ့ရှောင်တော့ရှောင်လိုက်တယ်လှုပ်တဲ့လှုပ်ထိုက်တဲ့ဘာဝနာတရားကိုမလှုပ်ဘူးဆိုလို့ရှိရင်တန်တရားကမထွက်နိုင်ဟောသီလလေးနဲ့ကျင့်နေမယ်ဘာဝနာဆိုတာမလှုပ်ဘူးသမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ကျင့်စဉ်လှုပ်တဲ့နာကိုမလှုပ်ဘာဝနာဆိုတာဟာတတိတို့ပညာတို့သမာဓိတို့တိုးတက်လာအောင်လှုပ်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘာဝနာရဲ့အဓိပ္ပာယ်ကဖြစ်စေခြင်းနဲ့တိုးပွားစေခြင်းဘာတွေကိုဖြစ်စေတာတော့ကိုယ့်ရဲ့ထဲမှာတတိတွေဖြစ်စေတယ်ရှင်ထဲမှာသမာဓိတွေဖြစ်စေတယ်ရင်ထဲမှာပညာတွေဖြစ်စေတယ်အဲ့ဒီလိုတတိသမာဓိပညာဆိုတဲ့အရေးချင်းကောင်းတွေကိုမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးတက်ပွားများလာအောင်အရေးချင်းပြည်လောင်ကြိုးစားအထုတ်တယ်အဲ့ဒါမလုပ်ဖဲနဲ့တန်တရားဥပ္ပလွတ်တယ်ဆိုတာမရှိနိုင်နော်အဲ့တော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုရှိတဲ့ထဲမှာမလှုပ်တဲ့နာကိုရှောင်ခြင်းလှုပ်တဲ့နာကိုလှုပ်ခြင်းဒီနှစ်ခုပေါင်းစပ်နေကိုလိုအပ်တယ်ဆိုအဲ့ဒီနှစ်ခုပေါင်းစပ်ထားမှ
ကောင်းမြတ်တဲ့ရလဒ်တစ်ခုဖြစ်ပေါ်စေမှာဖြစ်တယ်နှုတ်ဆိုတချမ်းပဲ့ဖြစ်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မှာအသိပညာဟာအလုံးကိုရေးကြည့်လို့ဘဝကျင်လည်တဲ့အခါမှာလုံးတဲ့နာနဲ့မလုံးတဲ့နာကိုသိခြင်းဆိုတဲ့အသိပညာနဲ့တန်တရားထဲမှာခရီးသွားမယ်ဆိုရင်တန်တရားခရီးသွားရင်အမှန်လုံးမိတာတွေမရှိတော့များသောအားဖြင့်တန်တရားခရီးသွားပြီးအမှန်လုံးခဲ့တဲ့ပုဂ္ဂိုလ်တွေကဒုက္ခရောက်ကြတယ်အမှန်လုံးတာအမှန်မသိခြင်းကြောင့်လှုပ်ခြင်းပဲဖြစ်တယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခြင်းဟာအမှားလှုပ်ခြင်းရဲ့အကြောင်းဆိုလိုတာကအသိပညာနယ်ပါခြင်းသည်အမှားလှုပ်ပြီးခြင်းရဲ့အဓိကအကြောင်းဖြစ်တယ်ပရိစ္ဆေသမုပ္ပါဒ်ဆိုတာအဲ့ဒါကိုရှင်းတာနော်ပရိစ္ဆေသမုပ္ပါဒ်ကိုအရာစကားနဲ့ရှင်းရှင်းလေးနားလည်အောင်နားထောင်ကြည့်တန်တရားခရီးမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးမသိတာအဝိဇ္ဇာမသိသည့်အတွက်ကြောင့်လှုပ်ပြီးလှုပ်ရလှုပ်တယ်အမှားလည်းလှုပ်တယ်အမှန်လည်းလှုပ်တယ်အဝိဇ္ဇာပစ္စယသင်္ခါရဟောကုသိုလ်တို့လှုပ်တယ်အမှန်မသိခြင်းအဝိဇ္ဇာအမှန်မသိလို့လှုပ်ပြီးလှုပ်ရလှုပ်တယ်သင်္ခါရအဝိဇ္ဇာကကိလေသာသင်္ခါရကကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လိုက်တာဘဝရဲ့အစဝိညာဉ်ပဲဒီလိုဆိုလို့တန်တရားရှိတဲ့ဘဝတွေကိုရည်ညွှန်းလိုက်တာရုပ်ကြည်ရှိတဲ့ဘဝလည်းပဲဖြစ်တာအေးသင်္ခါရပိစ္ဆယဝိညာဏအဲ့ဒီကနေပြီးသွားလိုက်တာနောက်ဆုံးဟာဘယ်ထိအောင်သွားတော့ဆိုအဆိုးတွေနဲ့ရွယ်ဆုံးသွားနောက်ဆုံးမှာကေဝလတ္တဒုက္ခခန္ဓတ္တဒုက္ခတတ္တရလတ်တွေဟာဒုက္ခတတ္တပဲချမ်းသာဒုက္ခဆိုတာမရှိဘူးဒီနည်းနဲ့ဖြစ်လာမသိခြင်းကအစပဲဒါကြောင့်မို့လို့သရဝါတွေရဲ့အစမသိခြင်းကတန်တရားအစမသိနိုင်ဘူးလို့ပြောတဲ့နေရာမှာတမာအဖြစ်ပြောကြည့်လို့ရှိရင်သရဝါရဲ့အစမသိခြင်းကလို့ပြောရင်မမှားတန်တရားရဲ့အစဟာလည်းမသိခြင်းကလို့ပြောလို့ရှိရင်မမှားပရိစ္ဆေသမုပ္ပါဒ်ဆိုတဲ့အကြောင်းကျိုးဆက်တဲ့မသိတာကစတယ်လို့သူတို့ဆိုဒေသနာတော်မှာမသိတာကစပြီးတော့သို့တော့ပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာကိုရှေ့တန်းတင်ပြီးဟောတာဖြစ်တော်လည်းပဲဆက်ဆိုတဲ့အတိုင်းပဲသူကလေပတ်နေဇာတိဇရာမရဏကနေအာသဝတွေဖြစ်တော့အဝိဇ္ဇာဖြစ်တော့သင်္ခါရဖြစ်နေတခါတစ်ပတ်လေတော့ဗျာဒါကြောင့်မို့မတိခြင်းကစပြီးတန်တရားကိုလဲစေပြီးသိခြင်းကစပြီးတန်တရားကိုရပ်တန့်စေတယ်လို့တန်တရားလဲနေတဲ့အချိန်မှာအရေးကြီးဆုံးကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့သိအရေးကြီးဒါကြောင့်မို့တရားဝဲတွေကျင်းပပြီးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိအောင်နာယူကြရတယ်မှတ်သားကြရတယ်လေ့လာကြရတယ်မေးမြန်းကြဒါပညာရခြင်းရဲ့အကြောင်းပညာဆိုတာဘယ်နည်းနဲ့ရနိုင်လို့ဆိုလို့ရှိရင်ပညာရခြင်းရဲ့အကြောင်းတရား၄မျိုးဆိုပြီးမြတ်စွာဘုရားဟောထားတာရှိအဲ့ဒါဘာလို့ဆိုရင်လူတော်လူကောင်းနဲ့တွေ့ဆုံခြင်းနဲ့ထိုလူတော်လူကောင်းရဲ့သူတော်ကောင်းတရားကိုနာယူမှတ်သားခြင်းဆိုလိုတာကတရားဓမ္မသိသူနဲ့ဆုံစည်းခြင်းနဲ့တရားဓမ္မသိသူထံမှတရားကိုနာယူခြင်းအဲ့ဒါနှစ်ခုပြီးတဲ့အခါကျတော့ယောနိသောမနတိကာရမှန်ကန်ကန်နှလုံးသွင်းခြင်းနဲ့ဓမ္မနုဓမ္မပฏิပတ်တိမှန်ကန်တဲ့လမ်းကြောင်းအတိုင်းတရားကိုကျင့်ကြံကြိုးကိုအထောက်ခြင်းအဲ့ဒီ၄ရက်ပေါင်းစပ်မှအသိပညာဆိုတာဖြစ်တယ်